ဒီပွဲမှာနိုင်တဲ့သူကမနှက်ဖန်ကြလို့ရှင်အေးဝက်တိုက်ကြီးကွာဘာလို့လဲဘလောက်ကအပြော့ပါဘိုးရမင်းလောက်ကအေးစိမ့်ကအနိုင်လို့ရတယ်အဲ့ဒီငါရဲ့တူတူပဲကွာဟ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 ာမင်းတို့လေမကြီးစမ်းပါနဲ့ကွာဟာဟာအမရရအောင်ကြမ်းပါလာစမ်းပါကွာမင်းတို့ကောင်းလေမင်းတို့ကလည်းကွာလာစမ်းပါကွာဟာဟာမင်းတို့ကောင်းလေငါရဲ့ဘောလုံးဆိုမင်းတို့မသိကြသေးမလားမင်းတို့ကွာလီလာကြီးနေရရကိုပြို့ရေဘောလုံးကအောက်ထင်းညက်သွားမယ်ကွာအာဒုက္ခပဲကွာမင်းရတယ်ပြောင်းဟာဒီကောင်လေးကွာကိုယ့်ဘက်ကိုယူသွားရေပြောင်းနေဟာဟာလာစမ်းပါကွာမင်းရဗျာမင်းတို့ကောင်းလေးရဗျာငါ့ကိုဘယ်ကဘောလုံးကနိုင်ဘူးလို့လဲကွာအဲ့ဘောလုံးကကွာโอเคရပြီပြောင်းဒီတိုင်းကန်နေတော့ငါ့ဝေးပြီးမှမို့လို့ကွာဂိုးတိုင်းကြီးရတဲ့အဝေးပဲကွာလူက3ယောက်တည်းဆိုဘယ်လိုလုပ်မယ်ကွာငါ့ဝေးပန်နတီကန်ကြမယ်ကွာပန်နတီအဆုံးဖြတ်နဲ့ကန်ကြပါဘောဘယ်လိုနိုင်မလဲဆိုတာအေးအဲ့ကောင်းတယ်ပဲကွာငါ့ဝေးအဲ့ရုပ်ပဲရုပ်ကြပါကွာအဲ့ရုပ်ပဲရုပ်ကြပါကွာကဲမင်းတို့ကကြည်တာငါဘယ်လိုကန်ပြမလဲဆိုတာကြည်တာအေးရောကွာရောဟာဂိုးတိုင်းကြော်သွားရဲ့ကွာမင်းကွာ3လုံးကန်ရကြီးဆိုတော့ငါနောက်ထပ်2လုံးကြံနေရဲ့ကဲဒါစမ်းရောကွာဟာကိုပြီကွာကိုပြီကဲနောက်ဆုံး3လုံးတော့ထိအောင်ကဲပဲကွာရောကိုရဲကွာ3ကိုမှ2ကိုကိုရဲကွာအဲ့ဖတီလာမင်းလည်းပဲကိုချိုးကမင်းရောက်ကငါတနာရဘောကွာဒီမှာကြည်ချမ်းပါကွာอุ้ยဒုက္ခပဲကွာဘောရုံကယူရမယူရနောက်ထပ်2ရုံးကျန်နေရကွာရောကွာဝေးရင်တော့ကွာဒုက္ခပဲနောက်ဆုံးတော့အေးရှိဝင်နေကွာနောက်ဆုံးတော့အေးချစ်ချစ်ဝင်နေတွေ့ရမှာရွေးရကွာကြောက်ခရီးရမင်းလေ